ရင်တကယ်ချင်းလက်ကိုဆွဲပြီးမှအရှိကိုထွက်လာခဲ့ပါနော်အားရပါရတဲ့ကျွန်တော်တို့ဘုရားရှင်ကိုချီးမွမ်းရမှာဖြစ်တယ်အာမင်အာမင်ကဲလူငယ်တွေအကောင်လုံးရှိကိုထွက်လာခဲ့အကောင်လုံးလာခဲ့ချီးမွမ်းမယ်လာရှိမအားရပါရတဲ့ချီးမွမ်းမယ်နော်စီးသမျှအကောင်လုံးလာခဲ့ပါထွက်ခဲ့ပါတော်လေးဆမ်းမှာဖြစ်တယ်နော်ဟာလေလုယာဟာလေလုယာဘာဖြစ်လို့ကျွန်တော်တို့ချီးမွမ်းရမှာလဲဆိုတော့ဖယားသခင်ရဲ့အထံတော်ကတာလင်ကျွန်တော်တို့ရဲ့စုံလင်တဲ့နေရာဖြစ်တယ်ဟာလေလုယာအာမင်အထံတော်ထဲမှာကျွန်တော်တို့ရဲ့အရာခတ်တဲ့ပြီးဆုံးခြင်းတွေရှိနေတာဖြစ်တယ် praise the lord အထံတော်ထဲမှာပဲကျွန်တော်တို့ရဲ့လွတ်မြောက်ခြင်းတွေရှိနေတာဖြစ်တယ်အထံတော်ထဲမှာကျွန်တော်တို့ရဲ့ကျမ်းမာခြင်းတွေရှိနေတာဖြစ်တယ်အာမင်အဲ့ဒါကြောင့်ကျွန်တော်တို့အားရပါရချီးမွမ်းရမှာဖြစ်တယ် praise the lord အာမင်ဒီဘက်ကိုချွတ်လာပါနော်ဟေးမြင်ချင်နေသူပြောက်ပါဒီလောကကြီးရဲ့ကိုယ်ဆုံးရာတခင်ရဲ့ချစ်နဲ့နိုင်ချီအမေနိုင်ရဖို့ဒီလာအဆုံးစားမယ်အနိုင်စားမယ်ရဲ့ချစ်တွေကိုလုံးသားနဲ့ချစ်ပါနေမယ်ဒီကGet come on 1 2 3 go Bama, mi ya no llego a ti, soledad, pupiti la tita, so, los, tanto ma, mi ya no llego, pinka bama, mi ya no llego a ti, soledad, pupiti la tita, so, los, me mando. Bika Bama, Nia to yetonte, so linda, bu piti la tentanda, so come on, hallelujah.
耶稣耶稣耶稣呀呀卡的耶稣耶稣那么多奈呀阿龙阿龙来的阿龙阿龙阿龙在来的耶稣那么来自都将马比耶稣那么来自都将大比耶稣那么来自来都呀马西耶稣那么呢？来自诺多丹那里，耶稣那么来自诺多最基比，耶稣那么那么比来多呀马西比，那么卡特今夜说那么多，那有卡特，那有卡特。今夜多那么多，耶稣耶稣呀呀卡的，耶稣耶稣耶稣那么多那呀阿鲁阿鲁阿鲁，平来的呀阿鲁阿鲁阿鲁，耶稣那么耶稣那么来自诺多将大比，耶稣那么。马西比，耶稣那么的，来自诺多丹那里，耶稣那么来自诺多最基比，耶稣那么那么比来多呀，马西比，那么今夜做那么多，那有咖啡，那有咖啡，今夜多。那么多，耶稣耶稣耶稣呀呀卡的，耶稣耶稣耶稣那么多那呀阿鲁阿鲁阿鲁，平来的阿鲁阿鲁阿鲁，耶稣那么来自诺将大比，耶稣那么来自诺多将大比，耶稣那么来么平。马西比，阿门！耶稣那么的，我看吧，最终吧，亲吻吧，哈利路亚！耶稣那么来，马平来的呀，马西布，哈利路亚！阿门！耶稣那么来，就都将马比，耶稣那么来，就都将大比，耶稣那么。马西，耶稣那么的，就都在那里，耶稣那么的，就都最近，耶稣那么的平那多呀，马西。Possible we got nothing is impossible we got nothing is impossible we got all things are possible we got nothing is impossible we got nothing is impossible we got all things are now the cloud when kaya on nothing is impossible with God nothing is impossible with God amen 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 all things are impossible with God nothing is impossible with God nothing is impossible with God now the God when kaya on celebrate when kaya on nothing is impossible with God all things are possible with God 耶稣那么来自诺都将马比，耶稣那么来自诺都将
ကျွန်တော်တို့ချမ်းသာပြီယေရှုနာမနဲ့ကျွန်တော်တို့ချမ်းသာပြီဝိညာဉ်ဆိုးတွေနဲ့စီတွေကြောက်တယ်ယေရှုနာမယေရှုနာမယေရှုနာမပေါင်းချပါစီပေါင်းချပါစီဟာလေလုယာယေယေယာရ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 ာအိုးရှာရမမမမပြောင်းလဲခြင်းနေတော့ကျွန်တော်တက်တာကျွန်တော်ဘဝမှာမပြောင်းလဲခြင်းနေတော့အဆုံးမမြတ်နဲ့အမေရန်ခြင်းနေတော့ဟာကိုရောပါပဲကိုရောပါပဲကျွန်တော်တို့အကောင်းမြတ်ဆုံးသူနိုင်လို့မရတဲ့မေတ္တာရှင်ဟာကိုရောရဲ့မေတ္တာပဲကိုရောမေတ္တာပဲဖြစ်တယ်ကိုရောမေတ္တာပဲဖြစ်တယ်ကိုရောဟာလေလုယာဟာလေလုယာလူနေနဲ့မဖြစ်နိုင်တတ်နေတဲ့ຢာတွေယေရှုဖျားမျက်မှောက်မှာဝိညာဉ်တကိုးနဲ့ဖြစ်တည်လို့နေတယ်ဟာလေလုယာမဖြစ်နိုင်တော့ရမရှိပြီ Praise the Lord Shini mato, bawa mapiwa, bibo, jimalu ay daipi, zono, nema kodema, jeno shini chindi, beauty nyama ongen chindu, yasi sebi. No
ခတ်သိမ်းတော်ရာရီဖန်ဆင်း၍ပိုင်သားသူဖန်ဆင်း၍ပိုင်သားသူကျွန်တော်ရဲ့ဘက်မှာရှိနေမှာတော့ကျွန်တော်ရဲ့ဘက်မှာရှိနေမှာတော့ဝါမပီဝါပီဘောဝါမပီဝါပီဘောယေယေယေလာလာယာလ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 ာယေယေဝါမရှိပြီယေရှုအတင်နဲ့လိုက်ခီတမတရားကတင်တော်ရာဖန်ရှိ၍ပိုင်သာသူကျွန်တော်ရဲ့ဘယ်မှာရှိနေမှာတော့ဘဝမှာပြေဝပြီးဖို့ရမလူအိမ်တိုင်းပြီးဇုံလုံးမမောက်တော်ထဲမှာကျွန်တော်ရှိနေချင်းဒီပြေလီဒီမှာအောင်မြင်ချင်းတွေရာစီစီဘီဟာလေလုယာမပြောင်းလဲချင်းနေသူအဆုံးမေမေတာနဲ့အမေရန်ချင်းနေသူဖယားအသက်ရှင်တော်ဖယားအကျွန်တော်တို့ကိုယ်ခွဲတဲ့ဖယားဖြစ်တယ်ကျွန်တော်တို့ရဲ့ဖယားအသက်ရှင်တော်ဖယားဖြစ်တယ်သူဖယားရှင်ဟာကောင်းမြတ်တယ်သူဖယားရှင်ဟာကျွန်တော်တို့အတွက်ခတ်သိမ်းသောအရာတွေဖန်ဆင်း၍ပိုင်တော်သူဟာကျွန်တော်တို့အတွက်အကုန်ဆုံးအမေရန်ပြင်ဆင်ပြီးတော်သူဖြစ်တယ်အမေရန်အကုန်ဆုံးပြီးချင်တော်သူဖြစ်တယ်အမေရန်ကျွန်တော်တို့အတွက်အကုန်ဆုံးပြင်ဆင်တော်သူဟာခတ်သိမ်းသောအရာတွေဖန်ဆင်း၍ပိုင်တော်သူဘယင်တကားရဲ့အရှင်တကားရဲ့အရှင်အသက်ရှင်တော်ဖယားဖြစ်တယ်ဟာလေလုယာလူအနေနဲ့မဖြစ်နိုင်ဘူးလူအနေနဲ့မဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးမတတ်နိုင်ဘူးဆိုတဲ့အရာတွေကိုမဖြစ်နိုင်တဲ့အချိန်၌ပင်လင်ဖြစ်စီနိုင်တော့ဖယားဟာသူဖယားရှင်ပဲဖြစ်တယ်သူဖယားရှင်ဟာကျွန်တော်တောင်းတဲ့သူပါရှိနေတာဖြစ်တယ်ဟာလေလုယာဟာလေလုယာအိုးကိုရောရဲ့ထဲမှာမဖြစ်နိုင်တနိုင်တဲ့အရာမရှိပါလာ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 ယေ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 အိုးဟာလေလုယာဆလပီဝိုင်ခံမယ်စိတ်နှလုံးသားအကျင့်မဲ့ဝိုင်ခံမယ်အထေကနေဝိုင်ခံမယ်ယုံကြည်ခြင်းနဲ့ဝိုင်ခံမယ်ဟာလေလုယာကြွေးကြော်မယ်ဟာလေလုယာတည်ဆူမယ်ဟာလေလုယာအာယာပါရတဲ့အော်ဟစ်ပြီးတော့ဟာလေလုယာမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးမတတ်နိုင်ဘူးဆိုတဲ့အရာတွေမဖြစ်နိုင်တဲ့အချိန်တိုင်းပင်လင်ဖြစ်စီသောဖယားကိုတော်ပါပဲဟာလေလုယာလူနေနဲ့မဖြစ်နိုင်တတ်နိုင်တဲ့ရာယေရှုဖျားရဲ့မျက်မှောက်မှာဝိညာဉ်ကိုနဲ့ဖြစ်တယ်လို့မဖြစ်နိုင်တော့မရှိဘူးအာမင်အာမင်ဝိညာဉ်ကိုနဲ့ဖြစ်တယ်လို့မဖြစ်နိုင်တော့အရာမရှိပါဘူးမဖြစ်နိုင်တာမတတ်နိုင်တာအနှုံးလက္ခဏာမရှိဘူးဖြစ်နိုင်တယ်တတ်နိုင်တယ်ဝိညာဉ်တော်ထဲမှာမဖြစ်နိုင်တာမတတ်နိုင်တာအနှုံးလက္ခဏာမရှိဘူးဖြစ်နိုင်တယ်တတ်နိုင်တယ်ဝိညာဉ်တော်ထဲမှာမဖြစ်နိုင်တာမတတ်နိုင်တာလုံးလက္ခဏာမရှိဘူးဖြစ်နိုင်တယ်တတ်နိုင်တယ်ဝိညာဉ်ယုံကြည်ခြင်းနဲ့ဝန်ခံပါကြွေးကြော်ပါဟာလေလုယာတတ်နိုင်တာလုံးလက္ခဏာရှိဘူးဖြစ်နိုင်တယ်တတ်နိုင်တယ်ဝိညာဉ်တော်ထဲမှာမဖြစ်နိုင်တာတတ်နိုင်တာလုံးလက္ခဏာမရှိဘူးဖြစ်နိုင်တယ်တတ်နိုင်တယ်ဝိညာဉ်တော်ထဲမှာမဖြစ်နိုင်တာတတ်နိုင်တာလုံးလက္ခဏာမရှိဘူးဖြစ်နိုင်တယ်တတ်နိုင်တယ်ဝိညာဉ်တော်ထဲမဖြစ်နိုင်တာတတ်နိုင်တာလုံးလက္ခဏာမရှိဘူးဖြစ်နိုင်တယ်တတ်နိုင်တယ်ဝိညာဉ်တော်ထဲကဲခမောမဖြစ်နိုင်တာတတ်နိုင်တာလုံးလက္ခဏာမရှိဖြစ်နိုင်တယ်တတ်နိုင်တယ်ဝိညာဉ်တော်ထဲ
အနောက်လည်းခဏမရှိဘူးဖြစ်နိုင်တယ်တတ်နိုင်တယ်ဟဲ့မဖြစ်နိုင်တာတတ်နိုင်တာနောက်လည်းခဏမရှိဘူးဖြစ်နိုင်တယ်ဝိညာဉ်တော်တဲ့ဖြစ်နိုင်တာတတ်နိုင်တာနောက်လည်းခဏမရှိဘူးဟဲ့ဖြစ်နိုင်တယ်တတ်နိုင်တယ်ဝိညာဉ်တော်တဲ့မာရဲ့ဖြစ်နိုင်တာတတ်နိုင်တာနောက်လည်းအာရပါရနဲ့ဝိုင်းခါပါ追求吧ကိုတော်တတ်နိုင်ရဲ့ကိုတော်လောက်နိုင်ရဲ့လုံးလေးကမရှိဘူးဟဲ့နိုင်တယ်တတ်နိုင်တယ်ဝိညာဉ်တော်တဲ့ဟေးဟေးဟေးတတ်နိုင်တာလုံးလေးကမရှိဖြစ်နိုင်တယ်တတ်နိုင်တယ်ဝိညာဉ်ဆက်ပြီးဝိုင်းခါမယ်တတ်နိုင်တာလုံးလေးကမရှိဘူးဟဲ့ဖြစ်နိုင်တယ်တတ်နိုင်တယ်ဝိညာဉ်တော်တဲ့မဖြစ်နိုင်တာတတ်နိုင်တာလုံးလေးကမရှိဘူးရဲ့ဖြစ်နိုင်တယ်တတ်နိုင်တယ်ဝိညာဉ်တော်တဲ့မဖြစ်နိုင်တယ်ဘုရားရဲ့တကုန်းနဲ့ဖြစ်နိုင်တယ်အသက်ရှင်တော်ဘုရားရဲ့တကုန်းနဲ့ဖြစ်နိုင်တယ်ဝိညာဉ်တော်တဲ့ဟေးဖြစ်နိုင်တာတတ်နိုင်တာလုံးလေးကမရှိဘူးရဲ့ဖြစ်နိုင်တယ်တတ်နိုင်တယ်ဝိညာဉ်တော်ဆက်ပြီးတော့ဝိုင်းခါမယ်တတ်နိုင်တာလုံးလေးကမရှိယေယေတတ်နိုင်တယ်ဝိညာဉ်တော်မဖြစ်နိုင်တာတတ်နိုင်တာလုံးလေးကမရှိဖြစ်နိုင်တယ်တတ်နိုင်တယ်ဝိညာဉ်တော်ဖြစ်နိုင်တာတတ်နိုင်တာလုံးလေးကမရှိဘူးဖြစ်နိုင်တယ်တတ်နိုင်တယ်ဝိညာဉ်တော်တဲ့ပါယေတတ်နိုင်တာလုံးလေးကမရှိဖြစ်နိုင်တယ်တတ်နိုင်တယ်ဝိညာဉ်တော်တဲ့ပါယေဟာလေလုယာဟာလေလုယာဟာလေလုယာโอ้ယေယေဝိညာဉ်တော်ထဲမှာကိုရောရဲ့ထဲမှာမဖြစ်နိုင်တာမတတ်နိုင်တာဆိုတာမရှိပါဘူးအရာအလုံးကိုဖြစ်စီတော်ဘုရားကိုရောကိုကြည်ယူတဲ့နေ့ဒီနေ့ညနေပိုင်းမှာမြန်မာစစ်စစ်မှာဝပိကိုချင်းစစ်စစ်မှာကျွန်တော်တို့နဲ့အတူပါရှိတော်မူသောကြောင့်ကိုရောကိုကြည်ယူတဲ့နေ့အာမင်ဟာလေလုယာကျန်ရှင်ဤတော်အချင်းနာရဲ့အရာအလုံးကိုကိုရောလက်ထဲတော့ပြန်လေအနံရွယ်တခဲတပါးဒီတော့တခင်ယေရှုနာမဖြင့်ဆုတောင်းစကားပါဖာဖယားတခင်အာမင်ဟာလေလုယာဟာလေလုယာအားလုံးပဲနေကောင်းကြလားကောင်းတယ်နော်ချင်းမွန်ကိုခွေချင်းနိုင်လဲအထူးသဖြင့်ဖျက်ခင်ရဲ့ဒူပါရှိချင်းကိုခံစားရမယ်လို့မျှော်လင့်ပါတယ်ချင်းမွန်ကိုခွေချင်းကိုဦးဆောင်သွားတဲ့ worship team ကိုလည်းဖျက်ရှင်ကောင်းချီးပေးပါစေကျမတို့ကြွေးကြော်ရအောင်ဖျက်ရှင်ကောင်းမြတ်ပါတယ်သုံးခါပေါ့နော်ကြွေးကြော်ရအောင်1 2 3ဖျားရှင်ကောင်းမြတ်ပါတယ်ဖျားရှင်ကောင်းမြတ်ပါတယ်ဖျားရှင်ကောင်းမြတ်ပါတယ်အာမင်အခုနတခြင်းထဲမှာတည်ဆိုသွားတဲ့အတိုင်းပဲပေါ့နော်ဒီနေ့ကျမတို့ကိုးကွယ်တဲ့ဖျားသခင်ကအရာခတ်သိမ်းကိုတတ်နိုင်တာဖြစ်တယ်ထို့အတွက်ကြောင့်ဆက်လက်ပြီးတော့ကြွေးကြော်ရအောင်ကျမကိုးကွယ်တဲ့ဖျားသခင်ကအရာခတ်သိမ်းကိုတတ်နိုင်တယ်ဆိုပြီးတော့ပေါ့နော်ယောက်ျားလေးတွေဆိုရင်ကျွန်တော်လို့ပြောမယ်မိန်းကလေးဆိုရင်ကျမပေါ့နော်အားလုံးစင်သင့်ဖြစ်ပြီလားသိတယ်နော်ကျမကိုးကွယ်တဲ့ဖျားသခင်ကအရာခတ်သိမ်းကိုတတ်နိုင်တယ်1 2 3ကျမကိုးကွယ်သောဖျားသခင်ကအရာခတ်သိမ်းကိုတတ်နိုင်တယ်ကျမကိုးကွယ်သောဖျားသခင်ကအရာခတ်သိမ်းကိုတတ်နိုင်တယ်ကျမကိုးကွယ်သောဖျားသခင်ကအရာခတ်သိမ်းကိုတတ်နိုင်တယ်အာမင်
ထိုဖျားသခင်ရဲ့တတ်နိုင်ခြင်းကိုယုံကြည်ကိုးစားလျက်မျက်မှောက်တော်ထဲသို့တိုးဝင်လာတဲ့အယောက်စီတိုင်းဖျားသခင်ကတာ၍သူ့ရဲ့ဘုန်းတော်ကိုတွေ့မြင်ရတော့ခွင့်ဖျားရှင်ကပေးပါစေဒီကနေ့မြန်မာအစီအစဉ်မှာပထမအဆုံးချိန်ပါဝင်ခြင်းဖြစ်တဲ့ဆိုတဲ့တငယ်ချင်းများကျေးဇူးပြု၍လက်ထောင်ပေးပါအောင်နော်ရှိလားပထမဦးဆုံးချိန်ပါဝင်ခြင်းဖြစ်တဲ့ဆိုတဲ့တငယ်ချင်းမရှိဘူးနော်မရှိဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ဘေးမှာရှိတဲ့တငယ်ချင်းကိုနှုတ်ဆက်ပြီးတော့ဒီနေ့တငယ်ချင်းနဲ့ထိုင်ရတာထူပဲဝမ်းသာတယ်ဖျက်ခင်ကိုသူတကွချီးမွမ်းရတာထူပဲဝမ်းသာတယ်ဆိုပြီးတော့ပြုံးလေးနဲ့နှုတ်ဆက်ရအောင်နော်အာမင်အာမင်ဒီနေ့ကျမတို့ရဲ့သင်အုပ်ဆရာကကျမတို့နဲ့အတူပါမရှိနိုင်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်နေမကောင်းဘူးပေါ့နော်အားလုံးကဆုတောင်းပြီးတော့တတိယရအောင်ပြန်သွားတဲ့အခါမှာဖြစ်ဆရာအတွက်လည်းဆုတောင်းတတိယရအောင်လို့ကျွန်မအားလုံးကိုခေါ်ဖိတ်ချင်ပါတယ်အခုချိန်မှာဘုရားသခင်နိုင်ငံတော်အတွက်ဘုရားသခင်ပေးထားတဲ့အရာကောင်းကြီးများထဲကနေသူရဲ့နိုင်ငံတော်အတွက်ပြန်လည်ပြီးတော့အလူတော်ငွေအဖြစ်ပါဝင်ရအောင်အလူတော်ငွေကိုစက္ကပ်ပေးဖို့ရန်စမဇာဇမ်ကစက္ကပ်ပေးပါကောက်ခမဲ့သူများလဲပေါ့နော်ကျေးဇူးပြုရရှိကိုကြွလာပေးပါအဲ့ဒီချိန်မှာလူတော်ငွေကောက်ခံတဲ့ချိန်မှာဂုဏ်တော်ချီးမွမ်းခြင်းတဲ့သူများရှိသလားမုံပြီးတော့ရှိမလားရှိတယ်နော်โอเคမုံပြီးတော့ငေကိုများထံကနေဖျက်ခင်ချီးမွမ်းဖို့ရသူတို့ကိုလည်းတခါတည်းခေါ်ပေးချင်ပါတယ်ပါဝင်မဲ့အယောက်စီတိုင်းကိုလက်ခုပ်တီးပြီးတော့ကြိုဆိုရအောင်ဆုတောင်းကြရအောင်ကောင်းမြတ်ဆုံးလင်းသောဖဖျားကိုရောကိုကျေးဇူးတင်ပါတယ်ဒီနေ့ညကိုရောဝတ်ပြကိုကိုချင်းအစစ်စင်မှာဝိညာဉ်တော်ဖဖျားသားသမီးတို့နဲ့အခုချိန်ထိပါဝင်ပြီးတော့သားသမီးတို့ကိုဦးဆောင်ပြီးမှစတော်မူတော့ကြောင့်ကိုရောကိုအထူးကျေးဇူးတင်ပါ၏အခုချိန်၌လည်းကိုရောထမ်းမလာတော့ကောင်းခြင်းမင်္ဂလာများမှတချို့သောဝင်ပုံမှန်နှများကိုကိုရောနိုင်ငံတော်အတွက်ပေးကမ်းလိုပါ၏ဒီလူငယ်ဗန္ဒများကိုကိုရောပေးကမ်းတော်သားသမီးရောက်စီတိုင်းပေါ်မှာလည်းကိုရောထမ်းမလာတော့ကောင်းကြီးအစ30အစ60အစ100ထိတိုင်အောင်ကိုရောပြန်ပြီးတော့သားသမီးတို့ကိုကောင်းချီးပေးသနာတော်မူပါဒီငွေပမာဏများကိုလက်ခံရရှိသောကိုရောရဲ့ချစ်တော်သားသမီးများပေါ်မှာလည်းကိုရောရဲ့မျက်နှာသာရချင်းတော်၎င်းကိုရောရဲ့ချစ်ချင်းကိုအထူးခံစားရသောအခွင့်ကိုလည်းပေးသနာတော်မူပါဒီအလိုငွေတော်များကိုယေရှုရဲ့လက်တော်ထဲ၌အနန္တခါမှာတပါရီတော်သားတော်ယေရှုရဲ့နာမတော်ကိုအမြင့်ပြု၍ဆုတောင်းစိတ်ကအနံပိုက်ဖာဖျက်ခင်အာမင်အားလုံးပဲမင်္ဂလာပါအမေကျွန်တော်ခုနကဆရာပြောသလိုပေါ့နော်ကျွန်တော်ကိုယ်ရတဲ့ဖခင်အသက်ရှင်တဲ့ဖခင်ဖြစ်တယ်မမြင်နိုင်မကြားနိုင်တဲ့ဖခင်မို့အဲ့ဒီဖခင်ကိုကျွန်တော်ဗာလဲနိုင်ငံတော်ဝင်ဆိုတဲ့သရှင်လေးနဲ့ချီးမွမ်းချင်ပါတယ်လို့ရန်လဲတူတကွာချီးမွမ်းပေးကြပါတူနေနိုင်စားနိုင်ရန်ခက်ခဲဒါပေမဲ့လည်းစိတ်နှလုံးထဲမှာကိုယ်တော်ရှင်သာရှိခြင်းတို့ဒီတဲ့ချင်းနဲ့ချမ်းသာဘူကိုပြရှင်မှန်ပေးထားယုံကြည်ခြင်းနဲ့စကဲ၍သာလူသားတိုင်းအသက်ရှင်စေတခင်ပြရဲ့ကျေးဇူးများကြောင့်ဘုရားတော်တန်ရှင်ဝိတွေပေါ်ကွန်ကလောကဒီဆုံးစွာဒုက္ခပေဒါကိုဝမ်းမြောက်တဲ့စိတ်နဲ့ယုံကြည်ခြင်းဖြစ်စက်ကပါကိုပိုင်ဆိုင်ခံစားဝိညာဉ်ကဘာမြေကိုပြည့်စေပါကဘာမြေဟာလွန်စင်ရဲ့
နေနိုင်စားနိုင်ရန်ခက်ခဲဒါပေမဲ့လည်းစိတ်နှလုံးထဲမှာကိုယ်တော်ရှင်သာရှိရင်ပျော်ရွှင်ငြိမ်သက်ခြင်းနဲ့ချမ်းသာလူကိုဖျားရှင်မှန်ပေးထားဝန်ခံရင်နဲ့စက္ကန့်၍သာလူသားတိုင်းအသက်ရှင်စေသခင်ဖျားရဲ့ကျေးဇူးများကြောင့်မိုးမြတ်သောတန်ရှင်ဝိညာဉ်ကံပေါ်ကိုတွန်းတွန်းလောင်းခါပြည့်စုံစွာသုံးခါပေးဒါကိုဝမ်းမြောက်တဲ့စိတ်နဲ့ယုံကြည်ခြင်းဖြစ်စကပ်ပါတင်ပိုင်ဆိုင်ခံစားဝိညာဉ်ကဘာမြေကိုပြည့်စေပါဘာမြေဟာလုံးစင်ရဲ့နေနိုင်စားနိုင်ရန်ခက်ခဲဒါပေမဲ့လည်းစိတ်နှလုံးထဲမှာကိုယ်တော်ရှင်သာရှိရင်ပျော်ရွှင်ငြိမ်သက်ခြင်းနဲ့ဝမ်းသာမူကိုဖျားရှင်မှန်ပေးထားဝန်ခံရင်နဲ့စက္ကန့်၍သာလူသားတိုင်းသက်ရှင်စေသခင်ဖျားရဲ့ကျေးဇူးများကြောင့်မိုးမြတ်သောတန်ရှင်ဝိညာဉ်လူတွေပေါ်စင်သွန်လောင်းခါပြည့်စုံစွာသုံးခါပေးဒါကိုဝမ်းနဲ့တဲ့စိတ်နဲ့ယုံကြည်ခြင်းဖြစ်စကပ်ပါသင်ခံပိုင်ခံစားဝိညာဉ်ကဘာမြေကိုပြည့်စေပါသင်ခံပိုင်ခံစားဝိညာဉ်ကဘာမြေကိုဖြန့်ဝေပါအဲ့ဒီတော့ကြောင့်ကိုကြီးပေးပါစေဖျားသခင်နိုင်ငံတော်အတွက်အလူတော်ငွေအားဖြစ်တော်၎င်းဖျားသခင်ဂုဏ်တော်ကိုချီးမွမ်းသွားတဲ့ဒါပေါ်မှာလည်းဖျားရှင်ကောင်းကြီးပေးပါစေပါဝင်ကြတဲ့အယောက်စီတိုင်းဖျားသခင်ရဲ့သူ့ရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုပို့ရတွေ့မြတ်တော်ခွင့်ဖျားရှင်ပေးပါစေဒီနေ့ကတော့အားလုံးပါဝင်ရမယ့်ချိန်ဖြစ်တယ်အာမင်ဖျားခင်ရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုဂုဏ်တော်ချီးမွမ်းခြင်းအဖြစ်တော်၎င်းနှုတ်ကပတ်တော်ရွတ်ဆိုခြင်းတော်သူများရှိခဲ့လို့ရှိရင်ရွတ်ဆိုလို့ရတယ်ထိုမြတ်မကဘဲနဲ့တခြင်းအဖြစ်တော်၎င်းပေါ့နော်ကိုပါဝင်ခြင်းတဲ့အရာမှာဖျားခင်နိုင်ငံတော်အတွက်ပါဝင်ရမယ့်အချိန်ဖြစ်တယ်အားလုံးစင်သင့်ဖြစ်ပြီလားအားလုံးအချိန်ကိုပေါ့နော်သူတကွ3ရမှာဖြစ်တယ်ဘယ်သူမှမထဘဲနဲ့တော့မနေပါနဲ့ပေါ့နော်သူဘယ်လိုလဲလူယူပြီးတော့ပေါ့နော်ကျမတို့ကဖျားခဲ့ကောင်းမချင်းအကြောင်းကိုတသက်ခံရမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ပါဝင်မဲ့ရောက်စီတိုင်းကိုလက်ခုပ်တီးပြီးတော့ကြိုဆိုရအောင်အာမင်ရောက်စီတိုင်းပါဝင်ရအောင်ဘယ်သူရင်လာမလဲဟာလေလုယာဒီနေ့ဒီချိန်ထိတိုင်ပြန်လဲပြီးပဝန်ခွန်ပေးတဲ့ဖျားခြင်းနာမတော်ကိုချီးမွမ်းတယ်တမီးတို့ဒီနေ့မှာကြတော့အမောင်နှမတွေကအသက်ရှင်တော်ယေရှုရဲ့တခြင်းလေးနဲ့ဖျားတဲ့ဂုဏ်တော်ကိုချီးမွမ်းမှာဖြစ်ပါတယ်
Down to no go the kinchi darling. But down the go the kins together darling. Nanelo la de mita. Sitting in and alone that ma tonight mia. The king out no go but do mama chick ba two chalon de mita so sa mere kyuna don jima yakate no tama yue cheme Winging dream at the king go me Bayane at the king go Assam to Dobu Yakate no tama yue cheme Winging dream at the king go me Bayane at the king go Assam to Dobu To know the king at the border die I'm yet a shimmer Losana mia nye pelo the king out all I me Loya bon twin got to know go pew pew me ba at that side show low How run loya mia at the pie ba Goro shimbo Alone that the cool the kinship on Aka go grey me. The king out no go but do mama chick ba two chalon de mita a son sa mere you na lon jima yakate no tama yue cheme Winging to Mat King go me Bayane Mat King go Assam to Dobu Yakate no tama yue cheme Winging to Mat King go me Bayane Mat King go Assam to Dobu She's not the king at the border die I'm yet a shume Lo Santa mia nye pelo the king out all I me Lo ya bon twin got you no go pew pew ba at that the show low How run lo ya mia at the pie ba Goro shimbo Alone that the cool the kinship on Aka go me To know the king at the border die I'm yet a shimmer Los and Damia nye pelo the king out all I me Loya bon twin got to know go pew pew ba at that show low How run loya mia at the pie ba Goro shimbo pulung na ta shin do yima Din alone that the cool
ခင်ရှိပုံအကဒီနှလုံးသားတစ်ခုလုံးသခင်ရှိပုံအကကိုယ်ွယ်မြင်ဇာနာတို့ရောက်ရှင်တဲ့ဖျားရှင်ကောင်းချီးပေးပါစေဟာလေလုယာဟာလေလုယာဒီကနေ့နော်ကျမ်းမာစွာနဲ့ဗိမာန်တော်ထဲကိုရောက်အောင်ပူဆောင်ပေးတဲ့ဘုရားသခင်နာမတော်ဘုန်းကြီးပါစေဘုရားသခင်ကိုသူပဲချီးကျူးတင်တယ်ဒီနေ့ဒီလိုချိန်လေးမှာပေါ့နော်ဘုရားရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုပြောခွင့်ရတဲ့အတွက်လည်းချီးကျူးတော်ကိုရှိလို့ဆိုချီးမွမ်းတယ်ဒီကနေ့ပေါ့နော်ကျွန်တော်ဘယ်လိုပြောမလဲရူတာဝတ္ထုနဲ့နည်းနည်းလေးဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကြောင့်ပြောချင်ပါတယ်ရူတာဝတ္ထုအခန်းကြီးနဲ့အခန်းငယ်နည်းနည်းတော့များမယ်ပေါ့နော်ကျမ်းပိုက်လေးကဘာဖြစ်လို့လဲဆိုတော့ဒီရူတာဝတ္ထုကမြတ်တော်အဖင်သူများတွေပြောတဲ့ချိန်ကျန်ဘလိုရူတာရဲ့မိန်းမကောင်းတစ်ယောက်ဖြစ်ကြောင်းပဲပြောကြတာပေါ့နော်ဒါပေမဲ့ဒီနေရာမှာရူတာဝတ္ထုအခန်းကြီးနေ့ထဲမှာခြေလိုက်ရင် तू အရင်တော့က तू ဘယ်လိုပြောမလဲဖယားမဲ့တဲ့သူဂျန်တယ်လိုမျိုးမဟုတ်လိုမျိုးပေါ့နော်ဖယားမရှိဘူးပင်ကတရားလည်းမရှိသူတော့ဖယားမဲ့တဲ့လူဖြစ်တယ်ဒါပေမဲ့သူ့ရဲ့အရင်တော့ကကိုးကွယ်ခဲ့တဲ့နတ်ဖယားလို့ပြောမလားအဲ့လိုရုပ်တို့စင်းတို့တွေကိုထားခဲ့ပြီးမှသူရောက်ခမကိုးကွယ်တဲ့ဖယားနောက်လိုက်လာတဲ့အထက်ကမတည်သေးတဲ့ဖယားကိုလိုက်ကိုးကွယ်တဲ့အချိန်မှာဖယားတကယ်ကသူ့ကိုဘယ်လိုပြောမလဲဘယ်လိုမငြင်းမဲ့နဲ့လက်ခံတာဖြစ်တယ်ဒီနေရာမှာဘောဇရဲ့လေကွန်းထဲမှာစပါလိုက်တဲ့နေရာဖြစ်တယ်အဲ့ချိန်မှာဒီကျမ်းပိုက်ကိုကြည့်ရတဲ့ကျွန်တော်ဘယ်လိုခွန်အားရလဲဆိုတော့အပိုင်းငယ်လေးမှာသူအခါဘောဇဒီဘယ်လေမြို့ကလာရွယ်ဘုရားသခင်ဒီတင်းတို့နဲ့အတူရှိတော်မူပါစီတော်ဟူရိတ်သိမ်းတော်သူတို့အဆူလင်းသူတို့ကကိုတော်ကိုထာဝရဘုရားကောင်းချီးပေးပါဘောပြီးတော်မူပါစီတော်ဟူပြန်ပြောပြီးရှစ်မှာကျတော့ဘောဇဒီရိုဒကိုခေါ်ရွယ်နားထောင်မှာငါသမီးအချက်တော်လေတို့တော်ရွယ်စပတ်ကြံကိုမကောက်နဲ့ရက်ကမထွက်ပဲငါဂျုံမတို့၌မိဝဲလဲနေလို့သူတို့ရိတ်တော့လေကွက်ကိုကြည့်မရွယ်သူတို့နောက်၌လိုက်လို့လိုလင်တို့ဒီတင့်ကိုမနှောက်ရှက်ရမည်အကြောင်းငါမှာထားပြီးရေငတ်တော့အခါဦးထားရတို့တော်ရွယ်လိုလင်ခတ်တော့ရေကိုတောက်တော့အဟုဆိုလေတော့တဲ့ဒီနေရာမှာကျွန်တော်ဘယ်လိုခေါ်ရလဲဆိုတော့ဘောဇကိုဘုရားသခင်နေရာမှာထားပြီးမှရူတာကိုကြတော့ကျွန်တော်တို့နေရာမှာထားမယ်ပြီးတော့ဒီအရှိဘက်မှာကြည့်မယ်ဆိုရင်ရူတာသူစပါရိုက်တဲ့သူနောက်မှာစပါကျန်ကိုကောက်မဲ့အချိန်မှာသူကောက်ခွင့်တောင်းတဲ့သူတယောက်ရှိတယ်သူအဲ့ဒီစပါရိုက်တဲ့သူကိုဦးဆောင်တဲ့သူတယောက်ရှိတယ်သူကိုကြတော့သခင်ယေရှုနေရာမှာထားမယ်ဆိုရင်သူကရူတာကသူကောက်စပါရိုက်တဲ့သူဦးဆောင်တဲ့သူစီမှာခေါင်းဆောင်ပေါ့နော်ခေါင်းဆောင်ရှင်မှာကျွန်တော်ကိုစပါကောက်ခိုင်းပါဆိုတော့တောင်းတဲ့အချိန်မှာသူကလက်ခံလိုက်တယ်ပြီးတော့တတိပေါ့နော်တတိဖြစ်တဲ့ဘုရားသခင်ဖြစ်တဲ့ဘောဇစီမှာသူခေါင်းဆောင်ကရူတာအဲ့လိုဘယ်လိုသူ့ကိုစပါချန်တွေကောက်ခိုင်းပါဆိုပြီးလာတောင်းလို့ကျွန်တော်ကောက်ခိုင်းလိုက်ပါတယ်ဆိုတဲ့အကြောင်းကိုပြောတယ်အဲ့ချိန်မှာဘောဇကလည်းသူ့ကိုကောင်းမွန်နဲ့ပဲနော်လက်ခံလိုက်တယ်အဲ့ဒီကျမ်းပိုက်လေးကိုကြည့်ရင်းနဲ့ကျွန်တော်ကအရင်တော့ကလည်းကျွန်တော်တို့က
ဘယ်လိုပြောမှလဲကျွန်တော်တို့ဒါနာမည်နဲ့ခရိယန်ဖြစ်တယ်ခရိယန်ဆိုတာဘယ်ကနေလာတာလဲနော်တပည့်တော်ကနေလာတာကျွန်တော်တခါတလေရှင်းစားမှာတပည့်တော်ချင်းလို့ပြောတော့တပည့်တော်နဲ့အဲ့ဒါပဲကျွန်တော်ဘာအဓိပ္ပာယ်လဲတပည့်တော်ဆိုတာဒါပေမဲ့မြန်မာစကားကနေကျွန်တော်တို့ကောက်လိုက်တာဖြစ်တယ်တပည့်တော်ဆိုတာသခင်ယေရှုနောက်လိုက်တဲ့သူအမှန်တကယ်ကတပည့်တော်ကနေခရစ်ယာန်ကိုလာတာဖြစ်တဲ့အတွက်ကြောင့်ခရစ်ယာန်ဆိုတာယေရှုနောက်လိုက်တယ်ဆိုရင်ဘယ်သူတွေဖြစ်မှာလဲယေရှုသခင်ယေရှုကိုကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးမှကိုယ့်ရဲ့အသက်တာနဲ့ပေါ့နော်မလက်ခံတဲ့သူတွေအတွက်ပုံတက်တည်ဖြစ်မှခရိယန်လို့ခေါ်တာမှန်တကယ်ကကျွန်တော်တို့ကမိဘတွေဒါခရိယန်ဖြစ်ခရိယန်ဒီလိုဘယ်လိုပြောမလဲခရိယန်ကနေမွေးပွားလာတာဖြစ်ပြီးမှသူများမြင်လိုက်ရင်လည်းခရိယန်ကျွန်တော်ပဲခရိယန်ဖြစ်တယ်ဒါပေမဲ့ခရိယန်မှန်တကယ်ခရိယန်ကျတော့သခင်ယေရှုအမှန်တကယ်ယုံကြည်လက်ခံရရှိတဲ့သူမှသာခရိယန်လို့ခေါ်တာဒီနေရာမှာကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ကအရင်တုန်းကပေါ့နော်ခရိယန်ကနေမွေးပွားလာတာဖြစ်တယ်နာမည်ကဒါခရိယန်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်အသက်တာမှာလဲအရင်တုန်းကဖယားမဲ့တယ်ဖယားကိုမတီးဘူးတီးတော့တီးတယ်ဒါပေမဲ့မရှိဘူးကျွန်တော်မှာဖယားမဲ့ဒူတယောက်လိုပဲကျွန်တော်တက်ရှင်ခဲ့တယ်စိုးခဲ့တယ်မိုက်ခဲ့တယ်နော်အရင်တော့ကကျွန်တော်အရင်တစ်ခေါက်တော့ကလည်းပြောဖို့တယ်နော်စိုးတယ်မိုက်တယ်ဆိုတာပြောပြတာဖြစ်တယ်သူတို့မပြောတော့ဘူးနော်ဒါပေမဲ့ကျွန်တော်ဘယ်လောက်ပဲဆူဘယ်လောက်ပဲမိုက်ဖယားကျွန်တော်ကိုချစ်တာဖြစ်တယ်အဲ့ဒီကျွန်တော်ကိုမဲရန်ချစ်နေတဲ့ဖယားကအခုလိုတာကသူကူးကွယ်တဲ့ဘယ်လိုပြောမလဲအပိုင်းငယ်7မှာကျဘောဇာကလည်းတင်းဤလင်ဒီတွန်းနောက်တင်းဒီရောက်ခမပြုတ်ဆုတမြောက်ကို၎င်းတင်းဒီမိဘနဲ့မွေးပွားရာဌာနပြည်ကိုဆွံ့ရွက်အထက်ကမတိဘူးတော်ပြည်တို့လာကြောင်းကို၎င်းငါအားဒီချာစွာပြောကြပြီတင်းအမှုဤအကျိုးကိုဖယားထာဝရဖယားပြေတော်မူပါစီတော့တင်းဒီအတောင်တော်အောက်၌ကိုလုံချင်းငါချင်းကတော်အေတေလာအမျိုး၏ဖယားသခင်ထာဝရဖယားဒီစုံလင်တော်စုကိုကြတော်မူပါစီတော်ဟုဆိုတော်တဲ့ဒီထဲမှာသူကျွန်တော်ပြောခဲ့တယ်လို့ပေါ့အရင်တော့ကသူကျွန်တော်ဖယားမဲတဲ့သူတယောက်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့လိုပဲအရင်တော့ကဖယားကိုမတိခဲ့ဘူးလက်မခံခဲ့ဘူးသခင်ယေရှုကကျွန်တော်အတွက်လွန်ခဲ့တဲ့နှစ်တထောင်ကလေးကကားတိုင်းထက်မှတည်ခံပြီးတယ်အဲ့ဒါကိုကျွန်တော်တို့ကတိတယ်လက်မခံဘူးဒါပေမဲ့သခင်ယေရှုရှေကိုသူလာကျွန်တော်တို့လာတဲ့အချိန်မှာရူတာသူစပါးရိတ်တဲ့သူတွေရဲ့ခေါင်းဆောင်ရှင်မှာစပါးကျန်တွေကိုကောက်ကျွန်မကိုကောက်ခွင့်ပေးပါဆိုတဲ့ဆိုပြီးတောင်းတယ်လို့ပဲကျွန်တော်တို့လည်းသခင်ယေရှုကြီးကိုလာပြီးမှသခင်ယေရှုကျွန်တော်ကိုလက်ကျွန်တော်နှလုံးသားထဲမှာနေရာယူပါကျွန်တော်ကိုသခင်ယေရှုနဲ့အတူတက်ရှင်ခွင့်ပေးပါဆိုပြီးကျွန်တော်သူ့ကိုစို့တောင်းတဲ့ချိန်သူဘယ်လိုပြောမှလဲသူ့ရဲ့သခင်ယေရှုကြီးကိုကျွန်တော်တို့လာတော့တဲ့ချိန်မှာသခင်ယေရှုကကျွန်တော်တို့လုံးဝမငင်းဘူးကျွန်တော်လည်းရင်တော့ပြေးခဲ့တဲ့နှစ်တွေတော့ကျွန်တော်စိုးခဲ့တယ်မိုက်ခဲ့တယ်ဖယားတိတာဒီမှာလဲရူတာကပြောမယ်ဆိုရင် तू ကအေဒီလာဖယားအသက်ရှင်တဲ့ဖယားဆိုတာ तू တိတယ်ဒါပေမဲ့ तू မကူးကွယ်ဘူးမယုံကြည်ဘူးဒါပေမဲ့ကျွန်တော်တို့လည်းဘယ်လိုပြောမလဲသခင်ယေရှုကိုယုံကြည်တဲ့ချိန်မှာသခင်ယေရှုကမငင်းဘူးထိုမြတ်မကပဲနဲ့ဖယားသခင်ယေရှုတဲ့မို့ဖယားသခင်ကဒါကျွန်တော်တို့သူ့ကိုသခင်ယေရှုကိုယုံကြည်လက်ခံတဲ့သူတိုင်းမှာဖယားသခင်ကကောင်းချီးတွေပေးပဲကျွန်တော်တို့အသက်ရှင်ခွင့်ပေးတာဖြစ်တယ်ဒီနေ့ဒီနေရာမှာလဲကျွန်တော်ပြောကျွန်တော်တက်ရှင်ခွင့်ရတာကျွန်တော်တို့ဒီနေရာမှာရက်တည်ခွင့်ရတာကျွန်တော်ဘယ်လိုပြောမယ်ဆိုရင်တခါတလေကျရင်ကျွန်တော်စဉ်းစားတယ်ဘုရားသခင်ကအယမ်းမဲ့တန်ရှင်းတဲ့ဘုရားဖြစ်တယ်အယမ်းမကောင်းမြတ်တဲ့ဘုရားလည်းဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဘယ်လိုပြောမှလဲကျွန်တော်တို့ပါဇက်တရားရညစ်ပတ်လွန်းတယ်အဲကြောင့်ကျွန်တော်တခါတလေဆူတောင်းတဲ့အချိန်မှာကျတော့မှဘုရားသခင်ရဲ့နာမတော်ကို
ယေရှုဘုရားသခင်လို့ပြောဖို့အတွက်တော့မှကျွန်တော်တို့ပါဇက်ကတင်းတော်ပါမလားဆိုတဲ့အဲ့လိုမျိုးတရားတွေစိတ်ထဲမှာရှိတယ်ခံစားချက်တွေအဲ့လိုမျိုးတွေကျွန်တော်ဘယ်လိုပြောမလဲဘာဖြစ်လို့လဲဆိုတော့အရင်တော့ကကျွန်တော်တို့အရင်တော့အားတည်းမဟုတ်ဘူးမနေ့တနေ့တော့မှသူများမကောင်းကြောင်ပြောမိတယ်မကောင်းတာတွေပဲပြောမိတဲ့အတွက်ကျွန်တော်တို့ပါဇက်တွေအရညစ်ပတ်လွန်းတယ်ဘုရားသခင်ရဲ့နာမတော်ကိုခေါ်ဖို့အတွက်ယေရှုရဲ့နာမကိုခေါ်ဖို့အတွက်ချီးမွမ်းခြင်းတခြင်းတွေကိုဆိုဖို့အတွက်တော့မှကျွန်တော်ပါဇက်ကတင်းတော်ပါမလားဘုရားရဲ့ရှေ့မှာတင်းတော်ပါမလားဆိုတဲ့ခံစားချက်တွေကျွန်တော်တခါတလေကြံစိတ်ထဲမှာပေါ်လာတယ်ဒါပေမဲ့ဘယ်လောက်ပဲညစ်ပတ်ဘယ်လောက်ပဲဆိုးခဲ့ပါစေဘုရားသခင်ကကျွန်တော်တို့သူ့ရဲ့ခြေရင်းကိုသူ့ရဲ့မျက်မှောက်တော်ထက်ကျွန်တော်လာတဲ့အချိန်မှာဘုရားသခင်ကျွန်တော်တို့ကိုလက်ခံတာဖြစ်တယ်သားသမီးတွေကိုအရန်ချစ်တဲ့ဘုရားဖြစ်တယ်အဲကြောင့်ဒီနေရာမှာရောက်လာတဲ့သားသမီးတွေကလည်းကျွန်တော်ပြောချလိုပါတယ်online ထဲကနေကြည့်တဲ့သူတွေပဲဖြစ်ပေါ့နော်ကျွန်တော်တို့အရင်တော့စိုးခဲမိုက်ခဲတာရှိလိမ့်မယ်ဒါပေမဲ့ဘုရားသခင်ရဲ့မျက်မှောက်တော်ထဲကိုမာယေရှုကိုခေါ်ပါဘယ်ရဲ့ကျမ်းထဲမှာသခင်ယေရှုပြောတခါကျွန်တော်ငါဒီတခါရှိနေရက်လက်ခောက်တခါကိုခောက်တော်မူ၏အချင်းသူတွေငါအတန်ကိုကျဲရွက်ဖွင့်တခါကိုဖွင့်တော်သူဒီစီကိုကျွန်တော်ဝင်ပြီးမှသူထမင်းစားမယ်စပွဲမှာအတူစားမယ်သူလည်းသူတွေလည်းကျွန်တော်နဲ့ငါနဲ့အတူစားမယ်တော့သခင်ယေရှုပြောတာဖြစ်တယ်အဲကြောင့်မလို့ဒီနေ့ဘုရားကျောင်းကိုလာတာပေးမှန်တော်ကိုလာတာအလကားချီရချင်းနဲ့တက်မဖြစ်စေဘဲနဲ့ဘုရားသခင်ရဲ့တူထင်မှုဝိညာဉ်တော်တူထင်မှုတန်ရှင်တော်ဝိညာဉ်တော်တူထင်မှုရောက်စေတိုင်းခံစားရပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျေးဇူးတင်ပါတယ်ဒီနေ့တက်တက်ခံဖို့ကိုThursday ချင်းအစီအစဉ်မှာတက်တက်ခံမယ်စဉ်းစားထားတာလေမြန်မာအစီအစဉ်နဲ့ကကျတော့အစီအစဉ်မရှိဘူးဒါပေမဲ့အပယ်လာကုံတော်လို့ရှိရင်ငါတက်တက်ခံမဲ့ရာနှွေးထွေးမှုနှွေးထွေးမရှိတော့မှာဆိုတော့ဒီနေ့ပြင်ဆင်မှုမရှိဘဲနဲ့တက်တက်ခံခြင်းဖြစ်ပါတယ်တက်တက်ခံခြင်းတာကကျတော့ပြောမယ်ဆိုရင်ဒီမလေးရှားနိုင်ငံကိုရောက်တာအပယ်လာတရက်နေ့ကတနေ့ပြည့်ခဲ့ရပါတော့အားလုံးတိကျမြင်ကြတဲ့အတိုင်းပဲတရားမဝင်အောက်လမ်းကနေလာတဲ့လူတန်းကပွဲစားကိုပတ်စံပေးယုံနဲ့ဒီမလေးရှားနိုင်ငံကိုရောက်နိုင်တာမဟုတ်ဘူးပေါ့နော်အခက်အခဲပေါင်းများစွာကြော်ဖြတ်ရတယ်ကျမကိုယ်တိုင်မင်းကလေးဖြစ်ပြီးတော့မင်းကလေးကိုယ်တိုင်မစင်စားနိုင်ခဲ့တဲ့အခက်အခဲပေါင်းများစွာကိုကြော်ဖြတ်ခဲ့ရတယ်အဲ့ဒါတွေကကိုရောကျမနဲ့အတူပါရှိတဲ့အတွက်ကြောင့်ကျမကြော်ဖြတ်နိုင်တာဖြစ်ပါတယ်ထက်လာတော့ကဆိုရင်ကျမဘယ်သူမှမပြောရဲဘာလို့ဆိုတော့ကိုတွေ့နေတဲ့တည်င်းတွေကထိုင်းနယ်စားရောက်တာနဲ့မြန်မာနိုင်ငံကိုပြန်ပို့တဲ့သူတွေကများနေတော့ခါကျတော့ကိုတာထွက်သွားပြီးတော့မလေးရှားကိုမရောက်ဘဲနဲ့မြန်မာနိုင်ငံပြန်ရောက်ပြီးတော့မှအရှက်ကွဲပြီးတော့နေမလေးရှားသွားတာဘယ်လိုဖြစ်မြန်မာနိုင်ငံပြန်ရောက်လာတယ်ပြောခါမှာဆိုလို့ကိုယ့်ရဲ့ဆွေမျိုးသားချင်းတို့ပဲပြောပြီးထွက်လာခဲ့ရပါတော့အဲ့မှာအဲ့လိုနဲ့အခက်အခဲပေါင်းများစွာပြောရရင်တယောက်နဲ့တယောက်ကတော့ကိုတွေးခဲ့တဲ့အခက်အခဲကတော့မတူဘူးပေါ့နော်ကျမဆိုရင်တောင်တက်လန်းနေကြီးပဲဟိုနေ့လေတနာရီကနေစပြီးတော့တက်ခဲ့တာကည8ခွဲ9ခွဲလောက်ထိတက်ခဲ့ရတယ်။ထမျိုးတနက်စာပဲစားခဲ့ရတယ်လို့ပေါ့နော်။ပြီးတော့ခါကျတော့ကားနှစ်ထပ်ဆိုတာအခုတွေ့နေတဲ့မန်လုံကားအကောင်စားနှစ်ထပ်မဟုတ်ဘူး။ချင်းတောင်ပေါ်မှာဆွဲတဲ့ဝတ်တဲ့ကားတွေပေါ့နော်။အဲ့လိုမျိုးကားတွေမှာထပ်စီးခဲ့ရ။ကျမစီးခဲ့အောက်ထပ်မှာစီးခဲ့ရ။အခါကျတော့လူကလေခါမထိုင်လို့မရဘူး။အဲ့မှာတညာလုံးကျမအထင်ကတော့အပြင်မမြင်ရဘူးအဲ့ဒီကားကိုမှအပြင်ကနေမိုးကနဲ့လွမ်းထားခြုံထားတဲ့ခါကျအပြင်ဘာတစ်ခုမှမမြင်အောင်ကျမအထင်တော့မြန်မာထိုင်းနယ်ဆက်ကနေမလေးရှားထိုင်းနယ်ဆက်တီကိုတွားရတယ်ထင်တယ်အဲ့မှာအဝေးပြေးလမ်းဆိုတော့တည့်ရဲ့အတိုင်းပဲအနေခုံရှိရနေတယ်အဲ့ဒီမှာဆုံးကားတဲ့ဝုန်းခနဲ့လို့ခုံတဲ့ခါကျလူကမထိုင်လို့မရခါကျခေါင်းနဲ့တိုက်တဲ့ဖြစ်လိုက်
အောက်နဲ့တိုက်လိုက်နေဆိုတော့လူကကိုထင်တာပေါ့ငါတော့တေတော့မယ်ထင်တာပဲဆိုပြီးတော့အဲ့လိုညင်းညက်စုလဲတောင်းတယ်အမြဲတတိယတဲ့အတိုင်းစုတောင်းရင်းနဲ့ညီးလိုက်ငါသွားခဲ့ရမားပြီလားမသိငါတကယ်ပဲမလေးရှားနိုင်ငံမရောက်ဘဲနဲ့ကိုယ်နိုင်ငံကိုပြန်ရောက်မှလည်းမသိဘူးဆိုရင်လည်းအဲ့လိုမျိုးစုတောင်းနေလာခဲ့တာပေါ့နော်အဲ့ဒါတွေကမလေးရှားအောက်လမ်းနေလာတဲ့တွေ့ကြုံရမယ့်ခက်ခဲတွေလို့ထင်ပါတယ်တချို့ကကြတော့အဲ့ဒီအခက်အခဲတွေအကုန်လုံးကြော်ဖြတ်ပြီးမှဒီမလေးရှားနိုင်ငံဝင်မဲ့ခါကျမှအဖမ်းခံရပါရှင်းမလားဒါပေမဲ့သူတို့ပေါ်မှာဘုရားသခင်မကောင်းဘူးလို့ကျွန်မပြောချင်တာမဟုတ်ပါဘူးဘုရားသခင်ကျွန်မရဲ့ဆူတောင်းတန်ကိုနားညောင်းပြီးတော့ကျွန်မရဲ့လူအင်ဆန္ဒတွေကိုဖြည့်ဆည်းပေးပြီးတော့ဒီမလေးရှားနိုင်ငံကိုပို့ပေးတဲ့ဘုရားသခင်ရဲ့ကောင်းမြတ်ကြောင်းကိုကျွန်မပြောချင်တာဖြစ်ပါတယ်အခါကျတော့တနည်းပြည့်ပြီဆိုတဲ့အခါကျတော့ဒီမလေးရှားနိုင်ငံမှာလည်းတည့်ရတဲ့အတိုင်းပဲကိုယ်နိုင်ငံမှာကိုယ့်အိမ်မှာနေတာအလုံခြုံမှုရှိပါတယ်ဒီနိုင်ငံမှာကျတော့ကိုအခါနဲ့ကိုပတ်စံပေးပြီးနေတာတောင်မှလုံခြုံမှုမရှိတဲ့နေရာဖြစ်ပါတယ်တခါလေကျရင်ကိုညအိတ်တဲ့အချိန်မှာဘေးနာအိမ်နာချင်းတွေဒီညအော်ပရာစီဝင်မဲ့ကြားတယ်ပေါ့နော်အဲ့လိုမျိုးကိုအခါနဲ့ကိုပတ်စံပေးတဲ့အိမ်မှာတောင်မှလုံလုံချုံချုံမနေရတဲ့နေရာဖြစ်ပါတယ်ပြောကိုအလုံမှာဆိုရင်လည်းအဲ့လိုမျိုးပဲကိုရဲ့သူတို့နိုင်ငံရဲ့ဘာသာစကားမတက်ရတာနဲ့ပေါ့နော်အဲ့လိုမျိုးဖြစ်ခါကျတချို့နေရာတချို့လူတွေလည်းတွေ့ကြုံပြီးသားဖြစ်မှာပါခွဲခြားခံရတာပေါ့နော်အဲ့မို့ကြောင့်ကိုကအရန်ကိုဘယ်လိုပြောမလဲ street အရန်များတော့ပါဘောနော်အဲ့ကိုနိုင်ငံမှာဆိုရင်ကိုကသူများလက်အောက်မှာမနေခဲ့ဘူးပေါ့နော်အဲ့ဒီနိုင်ငံမှာကျတော့သူများရဲ့စပွဲကိုတွားတော့ရတယ်ပြီးကျရင်သူတို့ရဲ့ခွဲခြားရဆက်ဆံခဲ့ရတယ်ပေါ့နော်အခါကျတော့အဲ့မို့ဘယ်လိုပြောမလဲအလုံးမှာခွဲခြားနှိမ့်ဆက်ခံရတဲ့မျိုးအရင်လို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်အပြင်သွားလို့ရှိရင်ရဲတွေကိုကြောက်ရတဲ့မျိုးဒါမဲ့အဲ့ဒီအခက်ခဲပေါင်းများစွာကိုဖြစ်ကျော်ပေးတဲ့တနစ်တာပတ်လုံးကျမနဲ့သူရှိပေးတဲ့ဖျားထင်ရဲ့ကောင်းမြတ်ကြောင်းကိုပြောချင်တာဖြစ်ပါတယ်အခါကျကျမတလျှောက်လမ်းတလျှောက်လုံးပေါ့နော်အမြဲပါဇက်ကနေအမြဲတမ်းရွတ်ဆိုခဲ့တဲ့ကျမ်းစာရှိပါတယ်အဲ့ဒါချင်းစကားလို့ကြာလွှတ်ရတယ်မြန်မာစကားနဲ့ဒီနေ့မှထွက်လာတဲ့ခါကျမှဖတ်ခဲ့တာဆိုတော့လေအလွတ်သိမ့်မရအောင်ရတဲ့လောက်ပဲဖတ်လိုက်မယ်ပြီးကြမရဖုန်းကြည့်မယ်ပေါ့နော်စာလ23ဒါရဖျားဒီငါဤတူထင်းဖြစ်တော်မူဤငါဒီစင်းရဲမခံရစေလန်းတော်ချက်စားရရနိုင်ငါကိုအိတ်စီတော်မူဤတာယာတော်မြနာတော်လမ်းပြတော်မူဤငါဤဝိညာဉ်ငါဤဝိငါဝိညာဉ်sorry ဖုန်းကြည့်လိုက် sorry အတကြီးရောအစာရလို့မရတော့ဖတ်တော့ဖတ်ခဲ့တာတကယ်လို့မရတော့တကယ်အုံနောက်ကအလုံးမလုံးတော့ sorry ဒါရဖျားဒီငါဤတူထင်းဖြစ်တော်မူဤငါဒီစင်းရဲမခံရစင်လန်းတော်ချက်စားရရနိုင်ငါကိုအိတ်စီတော်မူဤတာယာတော်မျက်နာတော်လမ်းပြတော်မူဤငါဝိညာဉ်ကိုအဖြစ်၍နာမတော်အဖို့အလို့ငါတရားလမ်းထဲ၌တွေးဆောင်တော်မူဤအကယ်၍တင်မိဤအရေးလွမ်းမိုးသောခြိုင်တဲ့သို့ရောက်သွားရတော်လဲဘေးအန္တရာယ်ကိုမကြောက်ပါအကြောင်းမူကားကိုတော်သည်အကျွန်ုပ်နှင့်သူရှိတော်မူသည်ဖြစ်၍လမ်းတိုင်းတော်နှင့်တောင်ဝေးတော်သည်အကျွန်ုပ်ကိုချမ်းသာစေပါ၏အကျွန်ုပ်၏ရန်သူတို့ရှေ့မှာအကျွန်ုပ်အဖို့စားပွဲကိုခင်းတော်မူ၏အကျွန်ုပ်ခေါင်းကိုစီနှင့်လိမ့်တော်မူ၏အကျွန်ုပ်ခွက်ဖလားသည်ရှံလျက်ရှိပါ၏အကယ်စင်စစ်အကျွန်ုပ်သည်ဂျေဇုနှင့်ဂရုဏာကိုတလုံးခံစားရ၍ထာဝရဘုရားအိမ်တော်မှာအစဉ်မြဲနေရပါလိမ့်မည်ကျမတို့တက်တာမှာပေါ့နော်တခါလေကျမဆိုရင်စဉ်းစားရပေါ့နော်ငါလိုအဖြစ်နဲ့ကင်းတဲ့သူတယောက်တင်းငယ်တဲ့တယောက်ဖျားထင်ကငါရဲ့ဆူတောင်းချစ်တွေဘာဖြစ်လို့ပေးရလဲပေါ့နော်တကယ်အဲ့လိုမျိုးစဉ်းစားရင်းနဲ့တွေးလာရင်းနဲ့ဒီကျန်းစာဖတ်ရင်းနဲ့တကယ်ကကြောက်စရာအန်တယ်တဲ့ရောက်ပြီမဲ့ငါတို့စီမှာအသက်ရှင်တဲ့ဘုရားသခင်ဖြစ်ရှိရပေါ့နော်အဲ့ဒါငါတို့အတွက်လက်နဲ့ဖြစ်တယ်အဲ့လိုမျိုးစဉ်းစားနေနေလာခဲ့တာတစ်နှစ်ပလုံးရှိပြီပေါ့နော်အခါကျတော့ကိုရောကကျွန်မပေါ့အရန်ကောင်းမြတ်တဲ့အကြောင်းကိုအားလုံးရဲ့ရှေ့မှာတည်ခံခြင်းဖြစ်ပါတယ်အရောက်စီတိုင်းဘုရားရှင်ကောင်းချီးပေးပါစေပြီးတော့ခါကျတော့တည်ခံခြင်းမဟုတ်ဘဲနဲ့အတင်းသူတင်သားတွေကိုကျေးဇူးတင်ကြောင်းလည်းပြောချင်တာပေါ့နော်ဒါကတော့ကျွန်တော်မလေးရှားနိုင်ငံမှာမိဘတွေနဲ့အတူတူမနေတဲ့သူတွေအတွက်ကဘုရားရဲ့ဗိမာန်တော်ကကျမတို့ရဲ့ဒုတိယအိမ်ဖြစ်ပါတယ်ပြီးတော့ခါကျတော့ဆရာတွေဆရာမတွေပြီးတော့အမေကြီးတို့အဖေကြီးတို့ပေါ့ကျမတို့ရဲ့ဒုတိယအဖေမေတွေပေါ့နော်ပြီးတော့လူငယ်တွေကကျတော့ကျမတို့ရဲ့အကိုတွေမောင်တွေညီမတွေဖြစ်ပါတယ်အခါကျတော့ကျမတို့
Sunday နေတဲ့ off မရတဲ့သူတွေကဖျားကြော်နေတဲ့မရောက်နိုင် Sunday တဲ့မရောက်နိုင်ဘူးပေါ့နော်ဒါပေမဲ့ဆရာတွေဆရာမတွေဆူတောင်းပေးရတယ်တင်းတူတင်းသားတွေဆူတောင်းပေးတဲ့အတွက်ကြောင့်ကျမတို့အလုပ်ငန်းဆောင်တာမှာပေါ့နော်ကောင်းကောင်းမွန်မွန်လုပ်နေတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့တနစ်တာပတ်လုံးအတွက်အတင်းတူတင်းသားပေါ့ဆရာဆရာမတွေပေါ့ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ရှင် 我说，这个有自由点呢，都把弄的么，就是ကျွန်တော်တို့ကယုံကြည်သူတွေဖြစ်တယ်ဟိုကျွန်တော်လူတွေပြောတယ်ကျွန်တော်မဖြစ်လို့မျိုးကဟိုဘုရားသခင်ကိုကိုပြီးတော့ဘုရားကြောင်းခဏခဏတွေ့ရတယ်လို့တချို့တွေကဘယ်လိုမျိုးအထင်ကြီးကြည့်ကြတယ်ပေါ့အချိန်မှာကျွန်တော်လည်းကိုဟာကိုမီးတယ်ပေါ့ဘာလို့ကျွန်တော်ဘုရားသခင်ကိုကြည့်ဘုရားကြောင်းတက်ပြီးတော့ဘုရားမျက်နှာတာကိုရှေ့ရတယ်ဆိုပြီးတော့ကိုဟာကိုမိခွန်းတွေထုတ်လာတယ်အချိန်မှာစေရကြရပေါ့ဘာဖြစ်လို့ရှေ့ရတယ်ဘာဖြစ်လို့ဘယ်ကြောင့်ခဏခဏတွေ့ရတယ်ဆိုပြီးတော့ကိုယ့်အကိုစေရတွေလည်းကြရတယ်အချိန်မှာကျွန်တော်ဆူတောင်းတယ်ဘုရားတခင်ကကျွန်တော်ပုံပြင်တပုတ်နဲ့ကျွန်တော်စကားပြောတယ်အဲ့ဒီပုံပြင်ကျွန်တော်နည်းနည်းပြောပြချင်တယ်အဲ့ဒီပုံပြင်တခါတော့ကအဘူချင်းနဲ့ကလေးတယောက်ရှိတယ်သူတို့ကအိမ်တခုရပြီးတော့အိမ်ရှိမှဆန်းချောင်းလေးတစ်ချောင်းရှိတယ်မှာတို့တော့တရက်မှာပေါ့အဘူကြီးနဲ့ကလေးလေးကအိမ်ရှိမှထိုင်ပြီးတော့စာဖတ်တယ်ပေါ့သူအချိန်မှာကလေးလေးကယူသားဆိုနေသူအဘူမိတယ်အဘူဘာဖြစ်လို့စာဖတ်တယ်ပေါ့အဘူကလေးကအဘူဘာဖြစ်လို့စာဖတ်တယ်ပေါ့တိချင်တယ်ပေါ့အဘူအဲ့လိုမျိုးဖြေတယ်ပေါ့အချိန်မှာကလေးကမင်းဖတ်တဲ့စာတွေအကုန်လုံးကမမီဒါလာလို့မိတဲ့ချိန်မှာအဘူကမမီဘူးလို့ပြင်ပြီးတော့အဲ့ချိန်မှာကလေးလေးကမမီမဲ့တူဘာဖြစ်လို့စာဖတ်လဲတဲ့အဲ့ချိန်အဲ့ပုံပြူအဲ့မှာကျွန်တော်ဟာတီတော့ပေါ့နည်းနည်းအဲ့လိုပြောအဲ့ချိန်မှာကျွန်တော်သူ့ရဲ့ဘိုးကတို့ကလေးလေးကိုပြင်ပြောတယ်ဘီနာကရှိတဲ့ဟိုကမိတို့ခဲထားတဲ့ချင်းတောင်းပေါ့အဲ့ဒါယူပြီးတော့ဟိုဆန်းချောင်းမှာရေခတ်လာခဲ့တယ်အချိန်မှာကလေးကအဲ့ဒါနဲ့အဲ့ချင်းတောင်းနဲ့ရေခတ်တယ်ပေါ့ခလို့မရဘူးဆိုတာသိတယ်ဒါပေမဲ့တော့ဘောခဏခခိုင်းတယ်ခတ်တယ်မရဘူးခတ်တယ်မရဘူးကြာလာတဲ့အခါကလေးကလည်းကလေးဆိုတာစိတ်တူလာတယ်ပေါ့အချိန်မှာဟိုကတော့ဘူးစီမှာပြောအဘူးခလို့မရဘူးလေနာမည်အဘူကပြင်ပြောလဲဆိုတော့မင်းချင်းအောင်ကြည်လိုက်တဲ့အချိန်မှာသူချင်းအောင်ကြည့်တယ်အရင်နဲ့ဘာကိုချက်မှုရှိလဲတော့မိပြီးတော့ကာရီယာတည်တယ်မိတို့ခထားတဲ့ချင်းအောင်ကမတမ်းဘူးပေါ့မဲရဆိုတော့အဲ့မှာရေခဏခတ်တယ်ဆိုတော့တန်းရှင်းလာတယ်ပေါ့တန်းရှင်းလာတဲ့အခါမိကလေးရဟုတ်တယ်လို့အဲ့ဒါကျွန်တော်မသိခဲ့ဘူးလို့အဲ့လိုပြောတဲ့အချိန်မှာကျွန်တော်လည်းဖက်တခင်ရဲ့မျက်နှာတာကိုရှာတယ်မထူးဆန်းဘူးလို့ထင်ရတယ်မဲ့ဘုရားကျွန်တော်ရဲ့အတွန်းထဲကနေကျွန်တော်တို့ပြုတ်ပင်ပြတဲ့အတွန်းထဲကနေခဏနည်းစီပေါ့ကျွန်တော်တို့စီဆက်ပြီးတော့ပြုတ်ပင်ပြတယ်ပေါ့အဲ့ဒါကိုကျွန်တော်တရိယာပြီးတော့ဟုတ်တယ်ဆိုပြီးကျွန်တော်ဘုရားမြတ်တာကိုရှာပြီးတော့ဘုရားကျွန်တော်တက်တယ်လို့ကျွန်တော်တက်တီခံပြီးတော့ပြုတ်ပြချင်နေတာပါလို့လုံကမဲ
ဘာမစကားတော့ကျမတို့ကိုစကားမဟုတ်တဲ့အတော့ကျန်ပါနော်မလွယ်ဘူးကျမဇန်ကုန်းဝကျန်စာကျန်တဲ့ဖို့ရောက်တဲ့ချိန်မှာပေါ့နော်သူများတွေကနေကောင်းလာလို့မြေတော့ရှင်ကောင်းတယ်လို့ပဲတခွန်းပဲပြောတတ်တယ်ကျန်တာဒီမှာမပြောတတ်ဘူးသူတို့ကိုလည်းနီတော့ဒီကောင်းလာလို့လဲကျမတို့ကကျမကမပြောင်းနိုင်ဘူးပေါ့နော်ကျမတော့ဗမာစကားကအရန်ဆင်းရဲတယ်ဒါခဲ့တယ်လို့ပထမဦးဆုံးပြောချင်ပါတယ်ကျမတက်ကြခံချင်တာကတော့ကျမပြီးခဲ့တဲ့ပတ်နှစ်ပတ်လုံးပေါ့နော်ကျမအဖေကကျမရဲ့အဖေကဒါဖျားတာဖြစ်တယ်သူကဒီလာ20နဲ့အလီဆိုရင်သူကအသက်90ပြည့်မှာဖြစ်တယ်ကျမတို့အနေနဲ့တာသမီတွေကစီစဉ်ထားတာရှိတယ်အသက်90ပြည့်လို့ရှင်ဖျားတခင်ရှင်မှာကျမတို့ကကျေးဇူးတော်ကိုချီးမွမ်းမယ်ဆွေမျိုးတွေပေါ့နော်ခေါ်ပြီးတော့ဖခင်တခင်စီမချင်းကျေးဇူးတော်ကိုချီးမွမ်းဖို့စီစဉ်ထားတယ်ဒါပေမဲ့အဲ့ဒီနေ့မတိုင်ခင်မှာအဖေကတအားဖျားပြီးတော့သမင်လည်းမစားနိုင်ပြီးတော့တိတ်ပြီးတော့အဲ့ရကနေလည်းမထနိုင်ဘူးပေါ့နော်ကျမကဆိုတော့တဲ့ဖခင်တခင်အဖေကအမြန်ဆုံးကျမချင်းကိုပေးပါဆိုပြီးတော့ကျမအမေရန်ဆိုတော့တယ်အမေဆိုတော့လေအဖေဖုန်းခေါ်လို့ရှင်မတက်တာဘူးပူပြီးတော့ဆိုးလာတယ်အဲ့လိုမျိုးတွေစကားပြကြားရတယ်ဒါပေမဲ့ကျွန်မဖခင်တခင်ကိုပူအဲ့လိုမျိုးကြားရတဲ့ချိန်မှာကျွန်မစိတ်ဓာတ်မကျပဲနဲ့ဖခင်တခင်ကအခုနကျွန်မတို့ဆိုတဲ့ချင်းတော်ပဲဖခင်အရာအလုံးကိုဖခင်တခင်ကတတ်နိုင်တယ်ဆိုတာကျွန်မယုံကြည်တယ်ဖခင်တခင်ကျွန်မတို့စီစဉ်ထားတဲ့20နဲ့အလီနေ့ကျရင်အဖေက90ပြည့်တော့မှဖြစ်တယ်အဲ့ဒီကျရင်ဖခင်တခင်စီမှာလည်းကျေးဇူးတော်ကိုချီးမွမ်းခြင်းတယ်အမြန်ဆုံးကျမ်းမာခြင်းကိုပေးပါယေရှုရဲ့နာမတော်အပြင်ကျွန်မတို့ကကျမ်းမာခြင်းရပြတာဖြစ်တယ်ဆိုပြီးတော့အများအားဆုတောင်းခဲ့တယ်ဒါပေမဲ့ကျွန်မဆုတောင်းတယ်လို့မဖြစ်လာနိုင်ဘူးဒါပေမဲ့စိတ်ဓာတ်မကျပဲနဲ့ဆက်ပြီးတော့ဆုတောင်းတယ်အဲ့ဒီနေ့အဲ့ဒါနဲ့ကျွန်မစီယုံကိုဒီမလေးဆက်မှာပေါ့နော်လိုနာဒီလိုက်ပို့ပြီးတော့တဲ့နေ့တနေ့မှာကျမနံပါတ်ကိုခေါ်ဖို့ဆောင်းနေတဲ့အချိန်မှာဆယ်ဝန်ဒီကကျမအနာမှာအမေလူအမေကြီးပေါ့နော်လာပြီးတော့တယောက်လာပြီးတော့တယောက်အဲ့လိုမျိုးလာနေကြတယ်အဲ့ဒီချိန်မှာဖခင်တခင်ကကျမနှလုံးသားထဲမှာဘာစကားကိုပြောလာတယ်ဆိုလို့ရှင်လူဒီကဖျားတဲ့အချိန်မှာနင်တို့ကအာကူနေတဲ့အဲ့ဒီဆယ်ဝန်ဒီတော့မှသူတို့အသက်ဆုံမဲ့နေ့ရောက်လာတော့ရှင်သူတို့ကိုယ်တိုင်တော့မကဲတဲ့နိုင်ဘူးမနော်ကိုဟာသူတို့ကိုယ်တိုင်တော့အခုချိန်မှာသူတို့ကလူဒီကိုတာပြီးတော့ကျမ်းမာချင်းကိုပြီးနိုင်တယ်ဒါပေမဲ့သူတို့ကအသက်ဆုံးတဲ့နေ့ချင်းရောက်တဲ့ခါကျရင်သူတို့ကိုယ်တိုင်တော့မကဲနိုင်ဘူးပေါ့နော်အဲ့လိုမျိုးဖယားကန်ကျမနှလုံးသားထဲမှာစကားပြောလာတယ်အဲ့ဒါနဲ့ကျမလည်းအိုးဟုတ်တာပဲကျမတို့ကလူဒီအားကိုတတ်တဲ့ဆယ်ဝန်ဒီလည်းအားကိုတဲ့ကျမဆိုရင်အမေတို့ဘောနော်စကားပြောတယ်အဖေကအမြန်ဆုံးကျမအောင်တော့အာဆီမျိုးဒီဘောနော်ဒီဟာဒီကောင်းတယ်ဝိုင်ပြေးလိုက်ပါလားဆိုအမျိုးဒီအကျန်ပြေးလိုက်တယ်ဘောနော်ဒါပေမဲ့ဖယားတခင်အဲ့ဒီနေ့စီလုံကနေစကားပြောလာတဲ့ခါကျအိုးဖယားတခင်ကိုတာဖယားတခင်ကိုပဲကျမတို့တော့အာကိုဆရာရှိတယ်ဖယားတခင်ကိုပဲအာကိုလိုက်လို့ရှင်ဖယားတခင်ကကျမတို့တဲ့အချင်းတိုင်းမှာတာဝန်ယူပြီးတယ်တာဝန်ကျပြီးတော့ကျမတို့ကိုကျမချင်းကိုလည်းပြေးနိုင်တဲ့ဖရားဖြစ်တယ်ဆိုပြီးတော့အဲ့ဒီမှာဖရားတကန်ကကျမကိုစကားပြောလာတဲ့နေ့မှာကျမကအုံမြန်ချင်းကိုပေါ့ကျမရဲ့စိတ်ထဲမှာစိတ်ဓာတ်အားငယ်နေတဲ့အရာများကနေဖရားတကန်ကလွတ်မြောက်ချင်းကိုပြေးတယ်ပြေးတာဖြစ်တယ်အဲ့ဒါကြောင့်ဖရားတကန်နဲ့ကြီးကျိုးတော်ကိုချီးမွမ်းပါတယ်ပြီးတော့ကျမတို့အဖေအတွက်လည်းကောင်းဆုံးသူမွေးနေပေါ့နော်ဖရားတကန်ဖယားတခင်စီမှာကျမတို့ကြီးစုတော်ချီမွန်ပွေကိုလည်းလုပ်ပြီးသွားပြီးသူလည်းကျန်မာလာတယ်ဘောနော်ဖယားတခင်ကကျမချင်းကိုပြတဲ့အတော့ကျန်ဖယားတခင်နဲ့စူတောင်းတန်မြေကိုနလုံးတာစိတ်နှလုံးအစမနဲ့စူတောင်းလို့ရှင်ဖယားတခင်ကစူတောင်းတန်မြေကိုနန်းငယ်ပြီးတော့အဖေကိုပြီးတဲ့ဖယားရှင်ဖြစ်တယ်ဆိုတော့ကျမတက်တီခန့်ချင်တာဖြစ်တယ်ဖယားတခင်ကအရောက်ကျန်တာသူအရောက်စီတိုက်ပါမှာဖယားတခင်ကဖယားကိုပဲအနိဒိုင်အကူနိုင်တော့အတက်တာကိုဖြစ်စီပါလို့ဆိုတက်တိခန့်ချင်ပါတယ်ကြီးစိုးတင်ပါတယ်
ကျွန်တော်တို့ကြားနာရတဲ့ဂုဏ်တော်ချီးမွမ်းခြင်းအဖြစ်တော်၎င်းအသက်တည်ခံချက်တွေအဖြစ်တော်တော်လေးကိုခွန်ရမယ်လို့ထင်ပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းတော်တော်လေးကိုခွန်ရတာဖြစ်ပါတယ်ဒါတွေအားလုံးဟာသခင်ယေရှုကြောင့်သာဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲဒါကြောင့်ကျွန်တော်တို့ရှိတဲ့နေရာကနေထပြီးတော့မှယေရှုကြောင့်သာဆိုတဲ့တခြင်းကိုဂုဏ်တော်ကိုချီးမွမ်းရင်းနဲ့ဆုတောင်းစက္ကပ်မယ်ပြီးတော့မှအဆုံးသတ်ဆုတောင်းကြရအောင်နော်အကြည့်မြဆုံးဒီချီချင်းတဲ့သူကားတိုင်းတဲ့ကိုယ်တော်သင်ဆွမ်းမီလောကီသားနာမလဲနိုင်လေအသွေးတော်နဲ့ကိုယ်တော်ရွေးခဲ့ပြီးအသွေးတော်နဲ့ကိုယ်တော်ရွေးခဲ့ပြီးအသက်ထာဝရကိုယ်တော်ပြီးခဲ့ပြီးလက်ခံတော်သူတွေဒါအခါမဲယေရှုကြောင့်သာအသက်ရှင်ဒီအာမင်ယေရှုကြောင့်သာတခြင်းစုဒီယေရှုကြောင့်သာဒီဆုံးဒီယေရှုကြောင့်ပဲယေရှုကြောင့်သာလွတ်မြောက်ခြင်းယေရှုကြောင့်သာဝမ်းမြောက်ခြင်းယေရှုကြောင့်သာပြောင်းမခြင်းယေရှုကြောင့်ပဲယေရှုကြောင့်ပဲအကြည့်မြတ်ဆုံးဒီချစ်ချင်းတဲ့သူအကြည့်မြတ်ဆုံးဒီချစ်ချင်းတဲ့သူကားတိုင်းတဲ့ကိုယ်တော်အသက်ဆွမ်းပြီးလောကီသားတွေနားလဲနိုင်လေအသွေးတော်နဲ့ကိုယ်တော်ရွေးခဲ့ပြီးတော်နဲ့ကိုယ်တော်ရွေးခဲ့ပြီးအသက်ထာဝရကိုယ်တော်ပြီးခဲ့ပြီးလက်ခံတော်သူတွေဒါခါမဲယေရှုကြောင့်သာအသက်ရှင်ဒီယေရှုကြောင့်သာတခြင်းဆိုဒီယေရှုကြောင့်သာပြီးဆုံးဒီယေရှုကြောင့်မဲကြောင့်သာဝမ်းမြောက်ခြင်းယေရှုကြောင့်သာဝမ်းမြောက်ခြင်းယေရှုကြောင့်သာပြောင်းမခြင်းယေရှုကြောင့်ပဲယေရှုကြောင့်ပဲနိပိတဲ့ဒီအပိဆိုးများကိုနိပိတဲ့ဒီအပိဆိုးများကိုအသွေးတော်နဲ့စီအောင်စီခဲ့ပြီးကြောင့်မချေမွေအားသူပိုင်ပြီးခဲ့အာမင်တတိတော်တိုင်းသူစီလွတ်ခဲ့ပြီးဒုညဆောင်အိုတန်ရှိဝေးနေသူပါရှိယေရှုကြောင့်သာယေရှုကြောင့်သာအသက်ရှင်နေယေရှုကြောင့်သာတခြင်းစုဒီယေရှုကြောင့်သာဒီယေရှုကြောင့်ပဲအာမင်အာမင်အာမင်ယေရှုကြောင့်သာလွတ်မြောက်ခြင်းယေရှုကြောင့်သာယေရှုကြောင့်သာပြောင်းမခြင်းကိုကျွန်တော်ရနေတာဖြစ်တယ်ဟာလေလုယာယေရှုကြောင့်ပဲယေရှုကြောင့်သာအသက်ရှင်ဒီယေရှုကြောင့်သာတခြင်းဆိုဒီယေရှုကြောင့်သာဒီဆုံးဒီယေရှုကြောင့်ပဲယေရှုကြောင့်သာလွတ်မြောက်ခြင်းအခွင့်ကိုရတာဖြစ်တယ်ဟာလေလုယာယေရှုကြောင့်သာဖြောင်းမခြင်းအခွင့်ကိုရနေတာဖြစ်တယ်โอ้ကိုရောကိုချီယူတဲ့နေဟာလေလုယာချီးမွမ်းထိုက်တော်ဖျားအာမင်အာမင်Jesus, you should
ဆုံးသည်ယေရှုကြောင့်ယေရှုကြောင့်သာယေရှုကြောင့်သာလွတ်မြောက်ခြင်းယေရှုကြောင့်သာကိုယ်တော်ကြောင့်သာလွတ်မြောက်ခွင့်ကိုရနေတာဖြစ်တယ်ဟာလေလုယာဟာလေလုယာသာကြောင့်မချင်းယေရှုကြောင့်ပဲကြောင့်ပဲကျွန်တော်တို့တက်ကိုစကကြရအောင်โอ้ဟာလေလုယာဟာလေလုယာကိုကြည့်ဦးတယ်ကိုတော်ကြောင့်သာကျွန်တော်တို့ဒီဟာအသက်ရှင်နေတာဖြစ်တဲ့ကိုတော်ကြောင့်သာโอ้ဒီဆိုနေတာဖြစ်တဲ့တက်တိခံခြင်းတက်တိခံခွင့်ကိုโอ้ကိုတော်ကြောင့်သာရနေတာဖြစ်တဲ့โอ้ဒီကနေ့ကျွန်တော်တို့ချီးမွမ်းနေတာကိုတော်ကြောင့်ပဲကိုတော်ကိုချီးဦးတယ်ကိုတော်ကိုချီးဦးတယ်ချီးမွမ်းထိုက်တော့ပါရာဂုဏ်ချီးပါစီโอ้ကိုတော်ရဲ့နာမတော်ဂုဏ်ချီးပါစီဟာလေလုယာကိုတော်ကိုချီးဦးတယ်ကိုတော်ကြောင့်သာလွတ်မြောက်ခြင်းခွင့်ကိုရတာကိုတော်ကြောင့်သာဝတ်မြောက်ခြင်းဝတ်မြောက်ခြင်းကိုရတာကိုတော်ကိုချီးဦးတယ်โอ้ကိုတော်ကြောင့်သာယေရှုကြောင့်သာပြောင်းမခြင်းယေရှုကြောင့်သာယေရှုကြောင့်သာလွတ်မြောက်ခြင်းယေရှုကြောင့်သာချမ်းသာခြင်းယေရှုကြောင့်သာပြောင်းမယေရှုကြောင့်သာချမ်းသာခြင်းโอ้ကျွန်တော်ရရတာဖြစ်တဲ့ကိုတော်ကြောင့်ပဲကိုတော်ကိုချီးဦးတယ်ဟာလေလုယာဟာလေလုယာဟာလေလုယာOh, namaro kuchiwa mai. Oh, sharama rama 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 rama. Amen. Oh, apapaya kura kuchiu tembai. Dinia web yu kukwai chen sisima. Gong do chimon si apin do la gong. Guro I gong mye chin ko tet I khan dwari tatami ayaw si dai ponai do la gong. Mudan liran thema ma. Turo I achain mya ku bibi. ကိုတို့ဤဗိမာန်တော်ထဲသို့အရောက်လာကြသောညီအကူမောင်နှမများအပေါ်မှာတော်၎င်းကိုတို့ထာမလာသောငြိမ်သက်ခြင်းကြွယ်ဝခြင်းကောင်းစားခြင်းမိနတာရခြင်းကိုပြီးသနာပါမြတ်ကြောင်းဆုတောင်းတဲ့အခါမှာတပါးဒီတော်သားတော်သခင်ယေရှုနာမကိုအမိပြုလျက်ဆုတောင်းစိတ်ကအနန္တပါယဖဖရာသခင်အာမင်